American ရင်ကိုတင်မော USS Tampa Bay က Barents ပဲလေရုရှားရေပိုင်တဲ့ထဲမှာကိုနစ်ဆိုတဲ့ရုရှားရင်ကိုတင်မောနောက်ကိုတိတ်စိန်နောက်ရောက်ခံလိုက်နေပါတယ်ကပတင်ကအခွဲသားတွေကိုအကွာအဝေးထိန်းထားပြီးတော့ရုရှားတင်မောနောက်ကနေပဲကတ်လိုက်ဖို့အမိန့်ပေးဖြစ်ပါတယ်အဲ့ဒီချိန်မှာဆိုနာအဖွဲ့ကပင်လယ်ထဲကနေကြေလောင်တဲ့ပေါက်ကွဲတန်ကြီးတစ်ခုကိုကြားလိုက်ရပါတယ်ဘာဖြစ်တာလဲဆိုတာသိအောင်စူးစမ်းနေတော့မှပဲတော်ပီတိုတွေကကိုက်ချောက်ကြကနေသူတို့စီကိုပင်မက်တာလာနေအောင်တွေးလိုက်ပါတယ်ဒီတော်ပီတိုတွေကကိုနက်စီကလာတာမဟုတ်ဘဲနဲ့သူတို့ရဲ့အပေါ်တက်တွေကနေပစ်ချလိုက်တာပါဘာမှတော့တို့မြတ်ကြီးမရလိုက်ပဲနဲ့တော်ပီတိုတွေကတင်မောစီကိုဝင်ရောက်မှန်းသွားပါတယ်ပက်တကိုစစ်တာနာကျော်မှာတော့ USS Tampa Bay ပြောင်းဆုံးသွားတဲ့တဲ့တင်ရောက်လာပါတယ်ရေတပ်ဗိုလ်ချုပ်ကြီး John Fish ကတင်မောနဲ့ဆက်သွယ်ပြသွားတာနှစ်နာရီရှိပြီဖြစ်ကြောင်းသတင်းရထားပါတယ်သူကပူဒက်စီဦးစီးချုပ်ဖြစ်တဲ့ Admiral Charles Donigan စီကိုသွားရောက်အသိပေးပါတယ်အဲ့ဒီအချိန်မှာ Donigan က American နဲ့ Russia ကြားသားပြဿနာတွေကိုအထက်လွှတ်တော်အမတ်2ဦးနဲ့ဆွေးနွေးနေတာပါDonigan က Tampa Bay ပေါ်မှာပါသွားတဲ့လျှို့ဝှက်စနစ်တွေကြောင့်အဆိုးရင်နေပေမဲ့ဗိုလ်ချုပ် Fish ကတော့အဲ့ဒီတင်ပေါ်ပေါ်မှာလူ130လဲပါသွားကြောင်းသတိပေးလိုက်ပါတယ် Fish ကအနည်းဆုံးဖြစ်တဲ့ Scotland ရေတပ်စခန်းမှာရှိနေတဲ့ USS Arkansas ရင်ကိုတင်မောနဲ့ Commander Joe Glass ကိုစုံစမ်းစစ်ဆေးဖို့အကြံပြုလိုက်ပါတယ် Commander Glass က Scotland ဒေါက်တာနေပေါ်မှာအမဲလိုက်နေတော့ဖုံးဝင်လာပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲရဲအရင်တကြီးရောက်လာတာသူ့ကိုခေါ်တော့ပါတယ် Glass ကသူ့ရဲ့တင်မောဘကိုယူဆကြည့်နေတော့မှာပဲဒုတိယကပတိန် X ဆို Edwards ကရေဝဲအမိတ်စာနဲ့ရောက်လာပါတယ် Glass ကအမိတ်စာတွေကိုကြည့်ပြီးတော့နဲ့ချက်ချင်းပဲအဖွဲသားတွေကိုစူးစီးပြီးတော့တင်မောဝတ်တပ်ဖို့ပြင်ဆင်ခိုင်းလိုက်ပါတယ်တင်မောသားတွေကလည်းတင်မောဘောကလက်နက်အင်အားတွေကိုကြည့်ပြီးတော့အံ့အားသင့်နေကြပါတယ်မထွက်ခင်မှာပဲ Glass ကအဖွဲသားတွေကိုမိန်ခွန်းပြောပါတယ်ဒါလေ့ကျင့်စင်းတာမဟုတ်ပါဘူး USS Tampa Bay ကရုရှားရေပိုင်တဲ့ထက်မှာပျောက်ဆုံးနေပါတယ်နစ်မြုပ်သွားပြီလို့ယူဆရတာကိုပြောပြီးတော့အားလုံးကိုအကောင်းဆုံးစူးစမ်းကြဖို့မှာကြားလိုက်ပါတယ်တင်မောနစ်သွားပြီဆိုတဲ့သတင်းကြောင့်အဖွဲသားအားလုံးကလန့်သွားကြပါတယ်အဲ့ဒီအချိန်မှာပဲပေတကွန်စစ်တာနိုင်ချုပ်ကို NSA agent Jane Norquist ရောက်လာပြီးတော့အိုဂျိုဂျီဖစ်စင်တွေ့ပါတယ်သူမလာနောက်တနာရီနေလို့ရှိရင်တမတာကိုသတင်းပို့ရမှာမလို့အခြေအနေအသေးစိတ်ကိုသိကျင်နေရပါ Fish ကလည်းကိုလာကျွန်းဆွဲမှာပောက်ကွဲမှုနှစ်ခုဖြစ်ခဲ့ကြောင်းပြောပြလိုက်တဲ့အခါမှာတော့ Norquist တယောက်ပဲအလန့်တကြားဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့ NSA ကရုရှားသမ္မတနီကိုလိုင်းဆာကရင်ကိုစောင့်ကြည့်နေတာဖြစ်ပြီးတော့သမ္မတအကာအကွယ်ဦးစီးချုပ်ဒီမီထရီဒူရောနဲ့တွေ့ဖို့အဲ့ဒီနေရာကိုသွားနေတာဖြစ်နေလို့ပါ Norquist ကတခုခုတော့ကြီးမားမားရွေးနေပြီဆိုတာယုံကြည်ပြီးတော့မြေပြင်အခြေအနေကိုစောင့်ကြည့်ဖို့အပွဲတစ်ပွဲစီလို့ပို့လဲအကြံပေးလိုက်ပါတယ်တာဂျစ်ကစ္စတန်နိုင်ငံဘာလာတဲကန်နာရတဲ့မလေးချင်ကန်စင်းရဲ့ပိုဂျီပီပီမန်ဦးဆောင်တဲ့ American Navy Sea အဖွဲ့အစည်းကိုစစ်စင်ရင်အမေရောက်လာပါတယ် USS Arkansas ပေါ်မှာလဲ Commander Glass ကအမိန်ပေးလိုက်တာနဲ့ရင်ကိုသူမကြီးကရေရောက်ကိုငိုရှိုးသွားပြီးတော့ရုရှားရေပိုင်နက်စီကိုဥတီသွားနေပါတယ်ရုရှားနိုင်ငံပိုလီယာနီရေတပ်စခန်းမှာတော့တဘာတာဆက်ကရင်ရဲ့ရေဟရင်ဆင့်သက်လာပြီးတော့ကောက်ဝဲရေးဝန်ကြီးဒူရော့ကလာကြိုးပါတယ်ဒူရော့ကအမေရိကန်နဲ့ဖြစ်နေတဲ့အခြေအနေကိုရှင်းပြပြီးတော့သမ္မတအုပ်ခေါ်သွားပါတယ်ရုရှားကိုသွားနေတဲ့ Navy Sea လေယာဉ်ပေါ်မှာတော့ပိုဂျီပီမန်ကသူ့လူတွေကိုတပ်တီကန်ဆွဲကြိုးရီနဲ့ကိုရီကိုရာပစ္စည်းတွေကိုတစ်တာတွေကိုထည့်ခန်းလိုက်ပါတယ်တကယ်လို့သူတို့သာဖမ်းဆီးခံရလို့ရှိရင်သူတို့ဆိုတာပေတုံးကမှမရှိခဲ့တယ်လို့နေရမယ်ဆိုတာကိုလည်းသတိပေးလိုက်ပါတယ် USS Arkansas ဟာရုရှားကန်ရိုးတဲ့မိုင်40အကွာကိုရောက်လာပါပြီတင်မောသားတွေကသူတို့ဟာတမ်ပါပေးနေမြို့တဲ့နေရာရဲ့အထက်တက်တဲ့ကိုရောက်နေပြီလို့သတင်းပို့လိုက်ပါတယ် Plus ကစီစကန်လို့ခေါ်တဲ့ Heo drone ကိုလွှတ်ပြီးတော့ရှာခိုင်းပါတယ်မကြောက်တင်မှာပဲနစ်မြုပ်သွားတဲ့တင်မောကိုတွေ့ပြီးတော့တင်မောရဲ့မှာမြို့နေအလောင်းတွေကိုလည်းမြင်လိုက်ရပါတယ်ရှေ့ဆက်သွားတဲ့အခါမှာလည်းတော်ပီတိုထိမှန်ထားတဲ့ပေါက်ချီတစ်ခုကိုတွေ့လိုက်ပါတယ် Glass ကချက်ချင်းမအားလုံးကိုတိုက်ပွဲဝင်မှုအသည့်အနေထားပြင်ခိုင်းလိုက်ပါတယ်တမ်ပါပိယာရန်သူလက်ချက်နဲ့နှိမ့်မြုပ်သွားတာဖြစ်ကြောင်းကိုဌာနချုပ်ကိုသတင်းပို့ဖို့အမိန့်ပေးခဲ့ပါတယ်သူတို့နေရာယူနေတော့မှပဲစူနာဘက်ကရှီယောက်ကအတန်တွေကိုဖမ်းမိသွားပါတယ်အတန်လာရအောင်သွားကြည့်ဖို့လုံးနေတော့မှပဲနောက်ထပ်အတန်တစ်မျိုးအပေါ်ဘက်ကနေကြားလိုက်ရပါတယ်အဲ့ဒါကတော့ရေခဲတောင်အောက်မှာပုံနေတဲ့ရင်ကိုတင်မောဘောကော့ဖြစ်ပြီးတော့အာကန်ဆတ်ရပေါ်တဲ့မှာရောက်နေရမှာရုရှားတင်မောကနေတိုပီတိုရီစတင်ပြစ်ခတ်လိုက်ပါတယ်အာကန်ဆတ်ကလည်းချက်ချင်းပဲအကာအကွယ်တွေသုံးပြီးတော့ရန်သူတင်မောကိုရှာဖို့တိုပီတိုလေးပြန်လဲပြစ်ခတ်ပါတယ်အမေရိကန်တိုပီတိုကအပေါ်မှာဝဲနေပေမဲ့ရန်သူတင်မောကိုတော့မတွေ့ရပါဘူး Glass ကတိုပီတိုရဲ့အာရုံခံအမြင့်ကိုထက်ကင်ခိုင်းလိုက်တော့မှရုရှားတင်မောကိုတွေ့သွားပြီးတော့အောင်မြင်စွာပစ်ချနိုင်ခဲ့ပါတယ်အဖွဲသားတွေကဝမ်းသာသွားပေမဲ့ရုရှားဘက်ကပစ်လိုက်တဲ့တိုပီတိုတွေကလည်းသူတို့စီကိုလာနေတော့မဲဆိုတာသိလိုက်ရပါတယ် Glass ကရင်ကိုတင်မောကိုသမုဒ္ဒရာကျမ်းမြင့်တီအောက်ဆိုင်ဆင်းမုံအမိန်ပေးလိုက်ပါတယ်အားလုံးကသူ့ကိုအယူလို့ထင်ပေမဲ့အမိန်ကိုတော့နာခံကြပါတယ်ကျမ်းပြင်တဲ့ဝတ်တိုင်းမီကိုစက္ကန့်ပိုင်းလို့မှာ Glass ကနစ်မြုပ်နေတဲ့တန်ပါဘေးဘက်ကိုရုတ်တရက်ကွေးလိုက်ပြီးတော့ချက်ချင်းပဲနောက်တစ်ဖက်ကိုထပ်ကွေးရှောင်လိုက်ပါတယ်ဒီလိုလဲစားလိုက်တဲ့အတွက်ကျန်းစုတိုပီတိုတွေကအာကန်ဆက်ကိုမထီးပဲနဲ့နစ်မြုပ်နေတဲ့တန်ပါဘေးကိုသာသွားမှန်มาတော့တယ်သူတို့တပင်းချနိုင်တော့မှာပဲဆိုနာဖွဲ့ကနောက်ထပ်အတန်းတွေကိုကြားနေရပြီဖြစ်ကြောင်းသတင်းပို့လိုက်ပါတယ်ရုရှားရေတပ်စခန်းမှာတော့ရုရှားယာစီတီယာကအမေရိကန်တွေကဘောကောတင်မောကိုသိချလိုက်ပြီးဖြစ်ကြောင်းသမ္မတနဲ့ဒူရောကိုလာပြောပါတယ်
ဒူရောကစစ်တိုက်ဖို့အကြံပေးပေမဲ့သမ္မတဇာဂရင်ကတော့အမေရိကန်သမ္မတနဲ့အရင်စကားပြောချင်နေပါတယ်ဒီထဲမှာတော့စီးအဖွဲ့ဟာတတ်မှတ်နေရအောင်ရောက်လာပြီးတော့လေဒီနဲ့ဆင်းသက်ပါတယ်အဖွဲ့ဝင်တယောက်လေဒီပွင့်မလာလို့အရှိန်နဲ့ကြာဆင်းနေပေမဲ့နောက်ဆုံးအချိန်ကျမှလေဒီရောက်ပွင့်သွားပြီးတော့အားလုံးဘေးကင်းကင်းနဲ့ဆင်းသက်နိုင်ခဲ့ကြပါတယ်ရေအောင်မှာအာကန်ဆက်ကစီစကန်ရောကိုလွတ်ပြီးတော့အတန်လာရအောင်ရှာဖွေနေပါတယ်နေမြုံနေတဲ့ရုရှားရင်ကိုတမော်တစင်းကိုရှာတွေ့ကြပါတယ်အားလုံးကတန်ပါပေးမနေခင်မှာဒီတင်မောကိုပြစ်ချသွားတာအဲ့လိုတင်နေကြပေမဲ့ကလပ်ကတင်မောရဲ့ပေါပြဲနေတဲ့နေရာဟာအတွင်းသားနေအပြင်ကိုကန်ထွက်နေတာကိုသတိထားမိတော့ပါတယ်ဒါကြောင့်ဒါဟာအပြင်ကနေပြစ်ခံရတာမဟုတ်ပဲနဲ့အတွင်းသားနေဖောက်ခွဲခံထားရတာလို့အဖွဲ့သားတွေကိုရှင်းပြလိုက်ပါတယ်နောက်ထပ်စစ်စစ်ကြည့်အောင်မှာဆိုနာမှာကြားနေရတဲ့အတန်ဟာတင်မောတွေကလာနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်ကလပ်ကကဲစေးလို့ဖို့အမိန့်ပေးပါတယ်အဖွဲ့သားတွေကသူတို့တင်မောကိုပြစ်ချခဲ့တဲ့ရန်သူတွေကိုမကယ်ခြင်းလို့ပြင်းပြင်းထန်ထန်ကတ်ကွယ်ကြပါတယ်ဒါပေမဲ့ကလပ်ကတော့အသက်ရှင်နေတဲ့သူတွေကိုစစ်စစ်ကြည့်ချင်နေတာပါတင်မောသားနှစ်ယောက်ကရင်ကိုတင်မောအငယ်လေးနဲ့တွားရောက်ပြီးတော့ရုရှားတင်မောနဲ့ချိတ်ဆက်ကကပ်တိန်နဲ့တင်မောသားနှစ်ယောက်ကိုကယ်တင်နိုင်ခဲ့ပါတယ်အခုတော့သူတို့ဟာစစ်သုံးပွဲနဲ့ဖြစ်သွားပြီမလို့ဟိုက်ပိုတာမီယာကိုကုသပေးပြီးတော့ဖမ်းချုပ်ထားဖို့ကလပ်ကအမိန့်ပေးခဲ့ပါတယ်မိဘမှာတော့စီးဖွဲ့တွေကရေတက်စကန်ကိုစောင့်ကြည့်နေပါတယ်သူတို့မြင်ရသမျှဂျိုဒူကနေတဆင့်စစ်ဌာနချုပ်ကိုတိုက်ရိုက်လွှင့်ပေးနေတာပါသူတို့ကရုရှားသမ္မတဇက်ဂရင်နဲ့ဝင်းကြီးဒူရော့တို့ကိုလှမ်းမြင်နေရတာပါသမ္မတဇက်ဂရင်ဟာသူ့ရဲ့စစ်တပ်လှုပ်ရှားမှုတွေကိုကြည့်နေတော့မှဒူရော့ကလက်နက်ကင်နဲ့ရောက်လာပြီးတော့ရုရှားနိုင်ငံဟာအန်ဒီရရှိနေပြီးစကန်ကိုပိတ်ဆို့ပြီးတော့ဆက်သွယ်ရေးတွေအကုန်ဖြတ်တောက်ထားပြီးလို့ပြောပါတယ်ဇက်ဂရင်ကလည်းအန်အသင်သွားပြီးတော့ဒါဘိုသူခွင့်ပြုမထားဘူးသူ့တော်နဲ့ပိုချိုးတွေကိုအတိပေးရမယ်လို့ပြောပါတယ်ဒူရော့ကတော့သူအတိပေးပြီးသမ္မတနေမတောင်းလို့သူကပဲတာဝန်ယူထားရဲလို့ပြန်ပြောပါတယ်အဲ့ဒီတော့မှသမ္မတဇက်ဂရင်ကအနာသိမ့်ဆန်လိုက်ရပြီဆိုတော့သဘောပေါက်သွားပါတယ်သမ္မတကထွက်သွားဖို့လုပ်တဲ့အခါမှာလက်နက်ကိုင်တွေကသမ္မတနဲ့တပ်တော်ဆောင်တွေကိုတနက်နဲ့ချိန်ပါတယ်တပ်တော်ဆောင်တွေကတနက်ပိုဆွဲထုတ်ဖို့လို့တော့ဒူရော့ရဲ့လူတွေကသမ္မတရဲ့လုံခြုံရေးအကြီးအကဲကိုပြစ်တက်လိုက်ပါတယ်ဒူရော့ကအခုချိန်ကစပြီးတော့အမိတ်အားလုံးသူ့စီကပဲထွက်မယ်လို့ကြေညာပါတယ်ဇက်ပရင်ကဒေါသတကြီးနဲ့ဒူရော့ကိုထိုးကျစ်ပြီးတော့ဒီလိုရတဲ့မင်းကွမျက်ခံရမယ်လို့ပြောပေမဲ့ဒူရော့ကတော့အဲ့ဒီချင်းရောက်အင်းစစ်ဖြစ်နေပြီမလို့ဘာမှရေးမကြည့်တော့ဘူးလို့ပြန်ပြောပါတယ်အဲ့ဒီနောက်သမ္မတရဲ့တပ်တော်ဆောင်တွေကိုစိတ်ခံတရားစီခေါ်သွားပြီးတော့တစ်သက်ခါပင်လေတဲ့ကိုပေးချလိုက်တာဟုတ်ဘိုးကြီးဘင်းမှန်ကမှန်တောင်းကနေတစင်အကုန်မြင်နေရပါတယ်အမေရိကန်စစ်ဌာနချုပ်ကလည်းရုရှားရဲ့အာဏာသိမ်းနေတာဟုတ်ဒါရဲ့မြင်တွေ့နေရတာပါအမေရိကန်သမ္မတတော်ဗာဟာအစိုးရအဖွဲ့ဗိုလ်ချုပ်တွေနဲ့အရေးပေါ်အစည်းအဝေးတစ်ခုခေါ်ပါတယ် Admiral Donegan ကလည်း Dekuntu စစ်စင်အနေထားကိုပြောင်းပြီးတော့ရုရှားတင်မောတွေကိုရင်ဆိုင်မှုအကြံပေးပါတယ် Agent Nogus ကဝန်ရဟန်တားလိုက်ပြီးတော့အခုကိစ္စဟာရုရှားတနိုင်ငံလုံးလှုပ်တာမဟုတ်ဘဲနဲ့တစ္ဆာပါဝန်ကြီးတယောက်ရဲ့လုပ်ရကြလို့စောင့်ကြည့်ဖို့ပြောပါတယ်ဒေါ်နီကန်ကတော့ဒေါသထွက်ပြီးတော့အခုချက်ချင်းတိုက်ခိုက်မှရမယ်လို့ဆိုပါတယ်။အဲ့ဒီမှာဗိုလ်ချုပ်ဖစ်ကဝင်ပြီးတော့မြေပြင်မှာရောက်နေတဲ့ Navy City ကိုတုံးပြီးတော့ရုရှားသမ္မတကိုတွားခဲ့ဖို့အကြံပေးပါတယ်။အားလုံးကိုတားထားပြီးတဲ့နောက်မှာသမ္မတတော်ပါတပ်ကွန်တူကိုပြောင်းဖို့နဲ့လင်းတင်သင်မောတွေကိုနေရာယူထားဖို့အမိန့်ပေးလိုက်ပေမဲ့စစ်ပွဲကြီးမပြည့်စုံဖို့အတွက်ရုရှားသမ္မတကိုတွားခဲ့မဲ့ Fix ရဲ့အစီအစဉ်ကိုလည်းခွင့်ပြုပေးလိုက်ပါတယ်။အာကန်ဆပ်ပေါ်မှာဂလတ်ကရုရှားသမ္မတကိုတွားခဲ့ရမယ့်စစ်စင်ရေးအကြောင်းကိုအဖွဲ့သားတွေအသိပေးပါတယ်။ Axo Adwas ဟာဒါကလုံးဝမဖြစ်နိုင်ဘူးလို့ကန့်ကွက်ပါတယ်။ရေပိုင်းနဲ့တကူလုံးမိုင်းတွေအာယုံကန်စနစ်တွေအပြည့်ရှိနေလို့မလို့ဘလို့မှမသိအောင်ဝန်လို့မရဘူးလို့လည်းပြောပါတယ်။ဂလတ်ကလည်းလက်ခံပြီးတော့ဒါကြောင့်သူတို့ကိုကူညီဖို့ရုရှားကပတိန်ကိုလိုအပ်တယ်လို့ပြောလိုက်ပါတယ်။ ဂလတ်ကလည်းရုရှားကပတိန်အန်ဒရိုပေါ်ထားတဲ့အခန်းထဲကိုဝင်သွားပါတယ်။သူတို့သင်္ဘောကရုရှားသင်္ဘောကိုပြစ်ချခဲ့တာမဟုတ်ဘူးဆိုတာကိုရှင်းပြပြီးတော့အတွင်းကနေပောက်ကွဲထားတဲ့တပ်ပုံတွေကိုပြပါတယ်။ရာသူတွေရဲ့တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲနဲ့အတွင်းကနေဖောက်ခွဲခံရတာဖြစ်ကြောင်းကိုရှင်းပြပါတယ်။အန်ဒရိုပေါ်ကအံ့အသင့်သွားပေမဲ့ရန်သူကတော့မကူညီနိုင်ဘူးလို့ညင်ပါတယ်။ ဂလတ်ကသူတို့ကရန်သူမဟုတ်ဘူး။တင်မောကိုဖောက်ခွဲပြီးတော့အတူလူတွေကိုတတ်သွားတဲ့သူကမှရန်သူအစ်စ်လို့ပြန်ပြောပါတယ်။ပြီးတော့လက်ရှိဖြစ်နေတဲ့အာဏာသိမ်းမှုအကြောင်းနဲ့သမ္မတကိုသွားခဲ့မဲ့စစ်စင်ရေးကိုပြောပြပါတယ်။သူမပါဝဲနဲ့ဒါကိုလုံးလို့မရဘူးလို့ဂလတ်ကပြောတော့အန်ဒရိုဘောကကြီးတုံချတုံဖြစ်နေပါတယ်။ဒီတော့မှဂလတ်ကသူ့အသက်ကိုကဲဖို့အတွက်စစ်ခုံရုံးတင်ခံရမယ့်အန်ဒီယာကိုတောင်ဟျူမဆိုင်ပဲကဲခဲ့တာလို့သတိပေးလိုက်ပါတယ်။ရုရှားမှာတော့တူရော့ပြဲလူတွေကစကန်အနီးနားမှာခွင့်ပြုချက်မရှိဘဲနဲ့လီယိုဝလိုင်းတစ်ခုကိုဖမ်းမိသွားပြီးတော့ရှာဖွေဖို့အမိန့်ပေးပါတယ်။သူတို့လူတွေကစီးဖွဲ့ရေးပုံနေရဲ့မျိုးစင်စီကိုရောက်လာပြီးတော့ပြစ်ခတ်ရမှာစီးဖွဲ့ဝင်တယောက်ခြေထောက်ကိုကြီးမှန်သွားပါတယ်။သူကနာကျင်နေပေမဲ့ရန်သူတွေထွက်သွားတဲ့အထိအသံတစ်ချက်မှမထွက်ဘဲနဲ့ကြိတ်ခံနေခဲ့ပါတယ်။ရန်သူတွေထွက်သွားတော့မှသူခြေထောက်ကိုကုသကြပါတယ်။တန်ကောင်းမအယိုးဘိုးထိမသွားတာပါ။ဘူကြီးပြီးမှန်ကရုရှားသမ္မတကိုသွားကြရမယ့်စစ်စင်ရေးအကြောင်းနဲ့သူတို့ကိုလောက်ခေါ်ဖို့ USS Arkansas ရောက်လာမယ့်အကြောင်းကိုပြောပြပါတယ်။ရုရှားရေပန်းနဲ့အနက်ကြီးတဲ့အထိအမေရိကန်ရင်ကုန်သင်္ဘောလာမယ်ဆိုတာကိုအဖွဲ့သားတွေကအံ့ဩနေကြပါတယ်။ Arkansas ဟာကိုလာကျွန်းဆွယ်ကိုချင်းကပ်လာပါပြီ။ ဂလတ်ကအဖွဲ့သားတွေကိုအပိတ်စကားပြောနေအောင်ပါပဲ။ကပင်အန်ဒရိုပေါ့ကကူညီဖို့ရောက်လာပါတယ်။ဂလတ်ကအန်ဒရိုပေါ့ကိုနေရာချပေးဖို့အတ်ဘတ်ကိုအမိန့်ပေးပါတယ်။အတ်ဘတ်ကတော့လျှို့ဝှက်ချက်တွေကိုရန်သူတွေကိုပဲရမလားဆိုပြီးတော့ပြင်းပြင်းထန်ထန်ကန့်ကွက်နေပြီးတော့ဂလတ်ကိုစစ်ခုံရုံးတင်ခံရမယ်လို့လည်းပြောပါတယ်။ဂလတ်ကလည်းသူ့ဘသက်တစ်ထွက်ဆိုနိုင်အောင်အသက်ရှင်လျက်ပြန်ခေါ်သွားပေးမယ်လို့ပြပေးလိုက်ပါတယ်
Anthropoca monitor ကိုကြည့်ပြီးတော့ရေအောင်မိုင်းတွေကိုဘယ်လိုရှောင်ရမလဲဆိုတာကိုလမ်းညွှန်ပါတယ်။အကန်ဆက်ဟာရေအောင်မိုင်းတစ်ဖြည်းဖြည်းချင်းကပ်လာပြီးတော့အားလုံးရေတမောက်မှပြင့်နေကြပါတယ်။အတန်အာယောကန်စနစ်တွေရှိတဲ့နေရာကိုရောက်လာတော့ class ကလုံးဝအတန်မထွက်ဖို့အမိန့်ပေးပါတယ်။တော်ပတိုခန်းထဲမှာ net တစ်ခုကမကြက်ထားလို့အတန်မြင်နေတာကိုအဖွဲသားတွေကကမန်းကတန်းသွားကြက်ကြပါတယ်။ချက်ပြီးသွားတဲ့အချိန်မှာ question လွတ်ကြသွားပြလိမ့်မယ်။ချန်ပီယံနဲ့မထီးခင်စက္ကန့်ပိုင်းလို့မှဖမ်းမိလိုက်လို့တော်တော်လေးကန်ကောင်းသွားပါတယ်။ဘိုင်းတွေအပြည့်ရှိတဲ့နေရာကိုရောက်လာတော့ Anthropoca ကအခြားလမ်းကသွားဖို့ပြပါတယ်။ Edward ကတော့ဒါဟာလမ်းပိတ်နေတဲ့နေရာကိုသွားခိုင်းတာထင်ပြီးတော့မြေပုံကိုကြည့်ဖို့ပြောပေမဲ့ Anthropoca ကသူတို့မြေပုံကမှားနေတယ်လို့ပြန်ပြောပါတယ်။အားလုံးရင်တက်တက်နဲ့ဆက်သွားကြပြီးတော့ဆိုနာပွဲကလမ်းပွင့်သွားပြီလို့ပြောတော့မှာပဲအားလုံးသက်ပင်းချနိုင်ပါတော့တယ်။စီးအဖွဲ့ကလည်းရေထဲကိုကုန်ဆင်းပြီးတော့သမတကိုဖန်ထားတဲ့အဆောက်အဦကြီးကိုရေကူးသွားကြပါတယ်။ရေထဲကနေတက်လာတော့အလောင်းတစ်ခုတွေးလိုက်ရပါတယ်။ဒါပေမဲ့သူကအသက်ရှင်နေတဲ့ရုရှားသမတရဲ့ဒုံကျုံအရာရှိအိုလက်ပြင်နေတာပါ။သူကတရနဲ့ကျင်ထားပေမဲ့ခဏကြာမှပဲနှစ်ပတ်လုံးရေချက်ဒူနေမှန်းတည်သွားကြပါတယ်။စီးတွေကသမတကိုလာခဲ့တာလို့ပြောတော့အိုလက်ကကိုညီပေးဖို့သဘောတူလိုက်ပါတယ်။သူတို့အဆောက်အဦပေါ်တက်သွားပြီးတော့ဝေယန်ဒါကနေဝင်ကအဆောင်3ယောက်ကိုရှင်းပစ်လိုက်ပါတယ်။အဲ့ဒီနောက်သမတကိုဖန်ထားတဲ့အခန်းတစ်ခါကိုဖောက်ခွဲလိုက်ပြီးတော့ပြင်းထန်တဲ့ပကံမှုတွေဖြစ်ပွားခဲ့ပါတယ်။သမတကိုရောက်လိုက်တာနဲ့အောက်ကိုဆင်းကြပါတယ်။အိုလက်ကတော့နောက်ချန်နေခဲ့ပြီးတော့ရန်သူတွေကိုတားပေးရင်လည်းကြာဆုံးကောက်ပါတယ်။ဒါပေမဲ့မသိခင်နေမှာပုံးတွေဖြုတ်ပြီးတော့ဒူရော့ရဲ့လူတွေကိုအများကြီးတတ်နိုင်ခဲ့ပါတယ်။နေပီစီဝေပြန်ဆုပ်တဲ့လမ်းမှာ Devin လည်းအသက်ခံလိုက်ရပါတယ်။အာကန်ဆက်ပေါ်မှာတော့ class က Navy Sea တွေနဲ့တမလာကိုသွားခေါ်ဖို့မင်းရင်ကိုတင်မော်လေးကိုလွှတ်လိုက်ပါတယ်။ Navy Sea တွေကလည်းဒူဘရော့ရဲ့လူတွေအများကြီးရဲ့လိုက်လံပစ်ခတ်မှုကြောင့်ပုံစံနေရာမရှိဘဲနဲ့ပိတ်မိနေခဲ့ရပါ။မျောလက်ချက်မရှိတော့ဘူးလို့ထင်နေခြင်းမှာအဖွဲ့ရဲ့ sniper သမား Martinelli ကအဝေးကနေရန်သူတွေကိုတယောက်ချင်းစီလှမ်းပစ်ပေးပါတယ်။ဗိုလ်ကြီးပီမတ်နဲ့ Matt တို့ကတမတာကိုခေါ်ပြီးတော့ကန်ဆတ်စီကိုအပြေးလွှာသွားကြပါတယ်။ရေထဲခုန်ချပြီးတော့ရင်ကိုတင်မောစီကိုကူးသွားကြပေမဲ့အပေါ်ကနေပစ်ချနေရကြည်စံနေကြောင်းမတ်တယောက်ကရေအောက်မှာကြာဆုံးသွားပါတယ်။မိမန်ကသမတာကိုရင်ကိုတင်မောပေါ်တင်ပေးပြီးတော့ချန်ခဲ့တဲ့မာတင်နယ်လီကိုတွားပြန်ခဲ့ပါတယ်။သမတာလှုပ်သွားတာကိုသိတော့ဒူရော့တယောက်ဒေါသပေါက်ကွဲပြီးတော့ရေပင်တစ်ခုလုံးကိုပိတ်ဆို့ပေးဖို့အမိန်ပေးပါတယ်။အာကန်ဆပ်ဘော်ကဆိုနာအဖွဲ့ကသူတို့ပေါ်တက်တဲ့မာရုရှားဖြတ်တင်မောတက်စထရိုင်ယာတစီရောက်နေရဆိုတာကိုသိလိုက်ပါတယ်။အန်ဒရိုပေါ့ကအဲ့ဒီတင်မောပေါ်ကလူတွေကိုသူကိုယ်တိုင်တင်နန်းပေးခဲ့တာဘာလို့ပြောပြပါတယ်။ဖြတ်တင်မောကအာကန်ဆပ်ကိုစတင်ပစ်ခတ်လို့သမုဒ္ဒရာချန်ပီယံတီထိုးဆင်းပြီးတော့အသေးမုံနေထအောင်လောက်ကပုံရှောင်ပေးရပါတယ်။တော်ပီတိုတွေသူတို့ပိမှကပ်ပြီးကြသွားလို့တည်တည်လေးလွတ်သွားတာပါ။မိဘမှာတော့မာတင်နယ်တယောက်ရန်သူတွေဝိုင်းထားလို့တရားတော့မဲ့အချိန်လေးမှာဘူကြီးပြီးမဲ့ရောက်လာပြီးတော့ကဲတင်နိုင်ခဲ့ပါတယ်။အာကန်ဆက်မှာတော့ပောက်ကွဲမှုတွေကြောင့်နေရာတော်တော်များများရေတွေဝင်နေပါပြီ။တော်ပီတိုတို့လိုပြုတ်ကျလာပြီးတော့အပေါ်ဝင်တယောက်ကိုပြီးမိသွားပါတယ်။အားလုံးဝိုင်းပါပြီးကဲနေကြတဲ့အတန်ကိုရုရှားဖြတ်တင်မောကကြားသွားပြီးတော့သူတို့စီပြန်လှည့်လာပါတယ်။တော်ပီတိုခန်းနဲ့ဟီရီဝင်းနေလို့လက်နက်တွေတခုမှအလုံးမလို့တော့ဘူးလို့ class ကိုသတင်းပို့ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲရန်သူကသူတို့ကို lock ပြစ်မှတ်သေးချာချိန်ထားခြင်းလုပ်လိုက်ပြီးလို့ဆိုတာပွဲတာပြောပါတယ်။အားလုံးမျှော်လင့်ချက်မဲ့နေကြပါပြီ။ class က Andropov ကိုပုံကနေတဆင့်ဖြတ်တင်မောအဖွဲ့သားတွေကိုအချင်းချင်းမှန်ကိုရှင်းပြပေးဖို့တောင်းဆိုလိုက်ပါတယ်။ Andropov ကိုသူ့တပည့်တွေကသစ္စာရှိမယ်လို့ class ကယုံကြည်နေရပါ။ Andropov ဖုန်းပြောတော့သူ့တပည့်တွေကိုနာမည်တက်ပြီးတော့တယောက်ချင်းစီခေါ်ပါတယ်။ပြီးတော့သူဟာ American သင်္ဘောပေါ်မှာသမဒဇက်ဂရန်နဲ့အတူရှိနေကြောင်းမပစ်ခတ်ကြဖို့ပြောလိုက်ပါတယ်။ဖြတ်သင်္ဘောကပတင်ကပစ်ဖို့အမိန်ပေးရမယ်။သင်္ဘောသားရဲ့အားလုံးကတရားပြီးတရားညှင်းဆန်ကြပါတယ်။ကပတင်ကဒူရိုစီကိုသင်္ဘောသားရဲ့ပစ်ဖို့ညှင်းဆန်နေကြောင်းသတင်းပို့လိုက်ပါတယ်။အဲ့ဒီတော့ဒူရိုကသူကိုယ်တိုင်လုံမဲ့ဆိုပြီးတော့ American သင်္ဘောကိုပဲထိန်တုံးကြီးတွေနဲ့လှမ်းပစ်လိုက်ဖို့အမိန်ပေးလိုက်ပါတယ်။အာကာဆက်ပေါ်မှာတော့ W အခန်းကိုပြင်ဆင်ပြီးလို့လက်နက်တွေပြန်သုံးလို့ရနေပါပြီ။ဝိုဂျိုဖစ်ကလည်းပြန်ပြဖို့ခွင့်ပြုချက်ပေးလိုက်ပါတယ်။ဒါပေမဲ့ class ကသူသာပြန်ပြစ်လိုက်ရင်ဒူရော့လိုချင်တဲ့စစ်ပွဲကြီးစတင်သွားမယ်ဆိုတာသိနေပါတယ်။ရုရှားစကန်ကနေဒုံးကြီးတွေပစ်လွတ်လိုက်ပြီးတော့အာကန်ဆက်စီကိုလာနေပါလေ။တင်မွန်သားတွေကဒိုမာဟောက်ဒုံးကြီးတွေနဲ့ပစ်ချဖို့ class ကိုပြောပေမဲ့ class ကဘာမှပြန်မပြောပါဘူး။ဒုံးကြီးတွေရောက်လာဖို့9စက္ကန့်အလိုကိုချီတွက်နေကြပါတယ်။အဲ့ဒီအချိန်မှာပဲမယုံနိုင်စရာတစ်ခုဖြစ်သွားပါတယ်။ဒုံးကြီးတွေကိုရုရှားဖြတ်တင်မော့ကသူတို့ရဲ့ကာကွယ် CIWS နဲ့ကြားဖြတ်ပစ်ချပေးလိုက်တာပါ။တင်မော့သားတွေအားလုံးလည်းဘာဖြစ်သွားမှန်းမသိဘဲနဲ့နေုံကြီးနိုင်ဖြစ်နေကြပါတယ်။စက္ကန့်ပိုင်းအကြာမှာပဲဖြတ်တင်မော့ကနေနောက်တဲ့ဒုံးဟင်းနဲ့စင်ကိုရုရှားရေတပ်စကန်စီပြန်ပစ်လွှတ်လိုက်ပါတယ်။ဒူရော့တရားပြင်းနှင်းပေါက်ကနေဒုံးကြီးတွေလာနေတာကိုကြီးရင်းနဲ့အဆုံးသတ်သွားပါတယ်။အာဂတ်ဆက်ဘော်ကဖွဲ့သားတွေအားလုံးအအောင်ဝမ်းသာဖြစ်ပြီးတော့တယောက်နဲ့တယောက်ဖက်ကအောင်ပွဲခံနေကြပါတယ်။တမ္ပတဆက်ကရင်ကဟိုသင်းမောဘော်ကနေဒုံးကြီးတွေပစ်ချပေးမယ်ဆိုတာဘလို့သိနေတာလဲလို့ class ကိုမေးပါတယ်။ class ကကျွန်တော်မသိခဲ့ပါဘူး။မျောလင့်ခဲ့တာဘာလို့ပြတ်ခဲ့လိုက်ပါတယ်။ Agent Norquist ကရုရှားနိုင်ငံကတမ္ပတဆက်ကရင်ရဲ့အုပ်ချုပ်မှုအောက်ကိုပြန်ရောက်သွားပြီဖြစ်ကြောင်းအားလုံးကိုကြေညာလိုက်ပါတယ်။အာဂတ်ဆက်ပေါ်မှာကပတိန်အန်သရိုပေါ့က class ကိုလက်စရနှုတ်ဆက်ပြီးတော့သူ့ကိုလုံးပြန်လို့ရတော့မယ်လို့ပြောပါတယ်။ပြီးတော့ခမရလောက်ခဲ့တယ်လို့မျိုးစွမ်းဆောင်နိုင်တဲ့ကပတိန်ကိုကျွန်တော်တခါမှမတွေ့ခဲ့ဘူးလို့ပြောတော့ class ကကျွန်တော်ကတော့တွေ့ဘူးပါရဲ့အခုကျွန်တော်ရှေ့မှာရက်နေတာပဲလို့ပြန်နေချီကျူရင်းနဲ့ဇလန်လေးပြီးဆုံးသွားပါတယ်
ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ဗျာ